လေးကလေးရပြီမရှိတော့ဘူးမော်နေပြီဟာကလေးတွေနော်တော့အမသားလို့ရှိသေးတယ်ခုနကရှိသေးတယ်အဲ့ဒါဘိုက်ကင်ကာခိုင်းတော့ဟုတ်တယ်ဘာကြီးလို့ပြောချစ်မိုင်းလို့ညတော့မနေ့ကဟိုလေးကိန်းမင်းမပါဘူးလားဟောဒီလူတွေခေါ်လာပြီပါလို့မဖြစ်တော့ခဏနဲ့